အားလုံးပဲမင်္ဂလာပါကျွန်တော်ဟမ်ပါကျွန်တော်ဒီနေ့မှာတော့subscriber 51ဖြည့်သွားပြီဆိုတော့ကျွန်တော်51ဟုတ်တယ်51ပြည့်သွားပြီကျွန်တော်50လို့ပြောတာ51တောင်ရောက်သွားပြီ51ပြည့်သွားပြီဆိုတော့ကျွန်တော်ဒီမှာပေါ့နော်ဒီအရင်ဗီဒီယိုမှာပြထားအဲ့ဗီဒီယိုမှာပြထားတဲ့အတိုင်း fruit giveaway ပေးသွားမှာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ spin wheel လဲတဲ့နေရာကိုသွားကြမယ် let's goကျွန်တော်တို့ spin wheel လဲတဲ့နေရာလေးရောက်ပြီဆိုတော့ spin wheel လဲပြမှာပဲဖြစ်ပါတယ်။တော့လူကတော့အရန်နေတယ်ဗျာကျွန်တော်ကွန်မန့်ထဲမှာလာမန်းနေသူတွေအရန်နေတယ်။ဒါမဲ့ကျွန်တော်ပြောစရာရှိပါတယ်။အဲ့ဒါတော့ဒီ brother ပေါ့နော်ဒီ Evan ဆိုတဲ့ brother အမအပြာရောင်လေးနဲ့အဲ့ brother ကိုတော့လုံးဝ fruit တစ်ခုတော့လုံးဝပြီးသွားမှာ။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ဗျာကျွန်တော်ဗီဒီယိုစတင်ကြတဲ့အားပေးခဲ့တာဗျာ။ပြီးလို့ရှိရင်ကျွန်တော်ဆော့ခဲ့တဲ့ကျွန်တော် recording မလုပ်ပဲစော့ထားတဲ့ game တွေဆိုလဲသူ့ channel ထဲမှာတင်ထားတယ်ဗျာဗီဒီယိုရဲ့နောက်ဆုံးမှာသူ့ channel ကိုလည်းပြထားပြီးရဗျာအဲ့တော့ကျွန်တော်တို့ကျန်တဲ့2ယောက်ကကျန်တဲ့3ယောက်ကလည်းကျွန်တော် comment ထဲမှာမှန်ထားတာလို့ကျွန်တော်ထည့်ပေးထားပါတယ်တော့ကျွန်တော်တို့ spin wheel စလဲမယ်ဗျာဟာလာလိုက်မယ်သူပေါက်နေမသိဘူးEvan နဲ့ဗစရဲပြီးမှာဆိုတော့ထားလိုက်ပါတော့ remove လိုက်မယ်ဗျာစရဲပြီးမှာပါအဲ့ brother monkey G Luffy ဆိုလားပဲသူ YouTube channel ကတော့နောက်ကဗီဒီယိုနောက်ဆုံးမှာပြပေးထားပါတယ်ဗျာနောက်တစ်ခါထပ်လဲမယ်ဗျာထပ်လဲမယ်ဆိုတော့သူပေါက်မယ်Alex is real Alex is real ပေါက်သွားပါတယ်လို့သူကတော့first စီးမှာပဲရှိသေးတယ်။ तू ကမနှက်ပြန်လောက်ဆိုရင်တော့ second စီးရောက်လောက်ပြီ तू ကတော့သူ့ကိုလည်းပေးမယ်ဗျာ။ပြီးတော့ဘယ်သူပေါက်မလဲ။ဒီ brother ပေါက်သွားတယ်ကျွန်တော် fan ပါပဲเนาะ။နော်ဒီ brother ပေါက်သွားတယ်။ brother ပေါက်သွားတယ်။ remove လိုက်။ဒီ John brother ဒီ John တော့တောင်းပန်ပါတယ်လို့တော့မပေးနိုင်လို့ပါလို့ခုပေါက်သွားတဲ့ brother တွေကတော့ဗျာဒီဗီဒီယိုရဲ့ comment အောက်မှာကိုစော့မဲ့အချိန်ကိုမှန်းခဲ့ပေးကြဗျာကျွန်တော်ဝင်ခဲ့ပေးမယ်ဒါကတော့ဗျာကျွန်တော်ခုနကတော့ပြောခဲ့တဲ့ Evan ဆိုတဲ့တယောက်ရဲ့ account ပေါ့ဗျာသူတင်ထားတဲ့ဗီဒီယိုတွေကလည်းဗျာကျွန်တော်စော့ခဲ့တဲ့ game တွေကြီးပဲကျွန်တော်အဲ့ဗီဒီယိုတွေတော့ recording မလုပ်ရသေးဘူးဗျာအဲ့တော့အဲ့ brother ရဲ့ account ကိုလည်း subscribe လေးသွားလုပ်ပေးလိုက်ပါအားလုံးပဲတဒါ